ကိုယ့်ရဲ့ဖုန်းမှာတက်နေတဲ့ကြော်ညာတွေကိုပိတ်တဲ့နည်းလမ်းလေးကိုမျှဝေပေးပါမယ်အရင်ဆုံးအနေနဲ့ကျွန်တော်တို့ရဲ့ဖုန်းထဲမှာရှိနေတဲ့ setting software တွေကိုနှိပ်ဝင်လိုက်ပါ setting software တွေကိုရောက်လာပြီဆိုရင်ကျွန်တော်တို့ကဒီထဲမှာ Google ဆိုတဲ့နေရာကိုတွေ့အောင်ရှာရမှာပဲဖြစ်ပါတယ် Google ကိုတွေ့အောင်ရှာပြီးတော့ဒီထဲကိုနှိပ်ဝင်လိုက်ပါ Google ထဲကိုရောက်လာပြီဆိုရင်ဒီဘက်မှာကျွန်တော်ဝိုင်းပြထားတဲ့နေရာက all service ဆိုတဲ့ဒီနေရာကိုတစ်ချက်နှိပ်ဝင်လိုက်ပါခင်ဗျာ Okay ဒီနေရာမှာဆိုရင်အပေါ်ဘက်ကိုနည်းနည်းဆွဲတင်လိုက်ပါပြီးသွားရင်တော့ဟိုအပေါ်ဆုံးမှာကျွန်တော်မြှထိုးပြထားတဲ့နေရာက ADS ဆိုတဲ့ဒီနေရာလေးကိုတစ်ချက်နှိပ်လိုက်ပါခင်ဗျာ ADS ထဲကိုနှိပ်ဝင်လိုက်ပါဒီနေရာကိုရောက်လာပြီဆိုရင်တော့ကျွန်တော်တို့ကအပေါ်ဘက်ကိုနည်းနည်းဆွဲတင်လိုက်ပါပြီးသွားရင်တော့အောင်းနားလေးမှာကျွန်တော်ဝိုင်းပြတဲ့ delete authorization ID ဆိုတဲ့နေရာကိုတစ်ချက်နှိပ်ဝင်လိုက်ပါโอเคဒါဆိုရင်တော့အခုလိုမျိုးပေါ်လာမှာပဲဖြစ်ပါတယ်အခုလိုပေါ်လာရင်လည်းအောက်နားလေးမှာ delete authorization ID ဆိုတဲ့နေရာကိုတစ်ချက်နှိပ်လိုက်ပါဒီကောင်လေးကိုနှိပ်လိုက်ပြီဆိုရင်တော့ကျွန်တော်တို့ရဲ့ဖုန်းကဖွင့်လိုက်တာနဲ့ကြော်ညာတွေတက်နေတယ်ဆိုရင်အဲ့ဒီတက်နေတဲ့ကြော်ညာတွေကိုပိတ်လိုက်ပြီးပဲဖြစ်ပါတယ်ဒီနည်းလမ်းလေးကတော့ကိုယ့်ရဲ့ဖုန်းမှာကြော်ညာတွေတက်နေတာကိုပိတ်တဲ့နည်းလမ်းလေးပဲဖြစ်ပါတယ်ခင်ဗျာ